သူအနေနဲ့ဒီကမ္ဘာပေါ်မှာဝယ်လို့မရတဲ့အရာမရှိဘူးလို့ယူဆထားပုံရတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအခုတစ်ခါမှာတော့အာတိတ်ဒေသကဒိမတ်ဘရင်နိုင်ငံကိုပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်တဲ့ Greenland ကျွန်းကိုအမေရိကန်ပြည်ထောင်စုရဲ့အမျိုးသားလုံခြုံရေးအတွက်အနုနီးပဲ300အကြမ်းနီးပဲ300အရယူမယ်လို့ပြောထားပါတယ်။ဒီနှင်းဖုံးနေတဲ့ကျွန်းကြီးကတကယ်ရောဘယ်လောက်တန်တယ်လဲဘယ်လိုစံနှုန်းတွေနဲ့တန်ဖိုးဖြတ်မလဲဆိုတာဒီနေ့ဗီဒီယိုမှာတင်ပြပေးသွားပါမယ်။ Greenland ကျွန်းကရောင်းဖို့မဟုတ်ဘူးလို့ဒိမတ်အစိုးရကအထက်ထပ်ပြောထားပေမဲ့သမ္မတဒေါ်နယ်ထရန့်ရဲ့အမေရိကန်အစိုးရထိပ်တန်းတာဝန်ရှိသူတွေကတော့ Greenland ကျွန်းကိုဝယ်ယူလို့ဖြစ်မဖြစ်ဆွေးနွေးနေတယ်လို့အိမ်ဖြူတော်တာဝန်ရှိသူတဦးကဆိုပါတယ်။အမေရိကန်အနေနဲ့ Greenland ကိုဝယ်ဖို့ကြိုးစားတာဒါကပထမဆုံးအကြိမ်မဟုတ်ပါဘူး။1946ခုနှစ်တုန်းကလည်းအမေရိကန်ကဒိမတ်အစိုးရကိုဒေါ်လာတန်း100နဲ့ဝယ်ဖို့ကမ်းလှမ်းခဲ့ပူပါတယ်။အဲ့ဒီတုန်းကငွေတန်ဖိုးကိုဒီနေ့ခေတ်နဲ့တွက်ရင် 1.6 ဘီလီယံလောက်ရှိပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့နှစ်80အတွင်းမှာအမေရိကန်ပြည်ထောင်စုနဲ့ဒိမတ်နိုင်ငံတို့ရဲ့စီးပွားရေးအကြီးအကျယ်တိုးတက်လာတာကြောင့်အမေရိကန်ဒေါ်လာ 1.6 ဘီလီယံကိုကျန်းခင်းဈေးအဖြစ်သတ်မှတ်ဖို့မဖြစ်နိုင်ပါဘူး။သမိုင်းမှာအမေရိကန်ကပြင်သစ်စီကလူဝစ်စီယာနာကို15တန်းရုရှားစီကအလာစကာကို9.2တန်းနဲ့ဝယ်ယူခဲ့ပူတာတွေလည်းရှိပါတယ်။ဒါပေမဲ့ထည့်သွင်းစဉ်းစားရမှာတစ်ခုကပြင်သစ်နဲ့ရုရှားတို့ကလူဝစ်စီယာနာနဲ့အလာစကာကိုရောင်းချဖို့ရွေးချယ်ခဲ့တာပါ။အခုဒိမတ်ကတော့ Greenland ကရောင်းဖို့မဟုတ်ဘူးလို့အထက်ထပ်ညင်းဆိုထားပါတယ်။ဒါပေမဲ့ Greenland ကျွန်းကိုဒိမတ်အစိုးရကရောင်းကျင်နေထားအောင်ရောင်းဖို့ဝယ်ဖို့ဆွေးနွေးကြမယ်ဆိုရင်တော့အဲ့ဒီကျွန်းရဲ့တန်ဖိုးကဘယ်လောက်ရှိနိုင်မလဲဆိုတဲ့မေးခွန်းကိုစပြီးတော့ရင်ဆိုင်ရပါလိမ့်မယ်။နိုင်ငံတွေကိုကုန်စည်လိုရောင်းဝယ်တဲ့ဈေးကွက်မျိုးမရှိတဲ့အတွက်တန်ဖိုးဖြတ်ဖို့ခက်ခဲတယ်လို့ Dashboard ကဗေဒပညာရှင်နီကိုနင်ကဆိုပါတယ်။တကယ်လို့ကုမ္ပဏီတစ်ခုကိုဝယ်တယ်လို့မျိုးဝင်ငွေ GDP နဲ့တွက်ကြည့်မယ်ဆိုရင်တော့ Greenland ရဲ့2023ခုနှစ် GDP ကဒေါ်လာ 3.6 ဘီလီယံရှိပါတယ်။ဒီငွေကြေးပမာဏကိုတန်ဖိုးဖြတ်ဖို့အတွက်စမှတ်တန်ဖိုးဘယ်လောက်အထိထပ်တိုးပေးရမယ်ဆိုတဲ့အချက်က Greenland ကျွန်းရဲ့စီးပွားရေးအလားအလာတွေကြောင့်အတော်လေးကိုခံမှန်းရခက်လာပါတယ်။ Greenland ကျွန်းပိုင်ဆိုင်ထားတဲ့တွင်းထွက်ဓာတ်သတ္တုတိုက်တွေနဲ့စွမ်းအင်တိုက်တွေရဲ့ခံမှန်းတန်ဖိုးကအမေရိကန်ဒေါ်လာဘီလီယံရာပေါင်းများစွာအထိရှိနိုင်ပါတယ်။ကျွန်းတစ်ခုလုံးကိုဘူမိဗေဒနည်းအရအပြည့်အဝမလေ့လာနိုင်သေးပေမဲ့2023ခုနှစ်လေ့လာချက်တရက်အရဥရောပကော်မရှင်ကအရေးကြီးဓာတ်သတ္တုကုန်ကျန်းတွေအဖြစ်သတ်မှတ်ထားတဲ့တွင်းထွက်34မျိုးအနက်25မျိုးက Greenland ကျွန်းမှာရှိရဲလို့ဆိုပါတယ်။သတ္တုတူဖော်ရေးကုမ္ပဏီတွေနဲ့စွမ်းအင်ကုမ္ပဏီတွေကကမ္ဘာတဝန်းမှာရှိတဲ့သယံဇာတတိုက်တွေကိုတန်ဖိုးဖြတ်တဲ့နေရာမှာဆရာကြီးတွေပါ။ဒါပေမဲ့ Greenland ကိစ္စမှာတော့မလွယ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်သဘာဝပတ်ဝန်းကျင်အကြောင်းတရားတွေအရ Greenland ကျွန်းကရေနံနဲ့သဘာဝသယံဇာတထုတ်လုပ်ရေးလုပ်ငန်းတွေကိုပိတ်ပင်ထားလို့ပါ။ငွေကြေးနဲ့တိုင်းတာလို့မရတဲ့ Greenland ပြည်သူတွေရဲ့ယဉ်ကျေးမှု၊သမိုင်းနဲ့ရှင်သန်မှုတွေကိုထည့်တွက်ရင်လည်းတန်ဖိုးဖြတ်လို့မရနိုင်ဘူးလို့သူတေသီတွေကဆိုပါတယ်။ဒါပေမဲ့အမေရိကန်ကတော့အလျှော့ပေးမဲ့ပုံမရှိပါဘူး။ Greenland ကျွန်းကိုရယူဖို့အတွက်စစ်ရေးနည်းလမ်းအပါအဝင်နည်းလမ်းအလုံးကိုစဉ်းစားထားပါတယ်လို့လည်းအမေရိကန်အစိုးရကပြောထားပါတယ်။မကြာသေးခင်ကဇန်နဝါရီ14ရက်နေ့မှာအမေရိကန်နိုင်ငံသားရေးဝန်ကြီးရူဘီရိုနဲ့တွေ့ဆုံတဲ့အချိန်ဒိမတ်နိုင်ငံသားရေးဝန်ကြီးက Greenland ကိုပေးဖို့ဆိုတာဘယ်လို့မှလက်မခံနိုင်တဲ့တောင်းဆိုချက်လို့ပြတ်ပြတ်သားသားတုံ့ပြန်ခဲ့ပါတယ်။ Greenland ကျွန်းကဒေါ်နယ်ထရန့်အတွက်တော့မဟာဗျူဟာမြောက်ရတနာတိုက်ကြီးဖြစ်နေပြီးတော့ဒိမတ်အတွက်ကတော့ဖျက်တောက်လို့မရတဲ့အစိပ်အပိုင်းဖြစ်နေပါတယ်။ဝယ်ယူဖို့ဆိုတဲ့အိမ်မက်ဟာလက်တွေ့မှာမဖြစ်နိုင်တဲ့လောက်ခက်ခဲနေပေမဲ့အမေရိကန်ရဲ့ဒီ Greenland ကစားကွက်ကမကြခင်မှာပဲဘလို့ရုပ်လုံးပေါ်လာမလဲဆိုတာကိုတော့ကမ္ဘာကစောင့်ကြည့်နေရတော့မှာပဲဖြစ်ပါတော့တယ်ရှင်။